ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီအကူကကျွန်တော်မေးရပြပဲကြိုင်လောက်ချင်တော့ပါအကြံပေးပါဆရာတဲ့ပဲကြိုင်လောက်ကြတော့မခက်ပါဘူးမခက်ဘူးဆိုကျွန်တော်ကတောင်သူရက်နေပြန်ဝယ်ရဆိုအဲ့တော့ခက်ခဲလုပ်ငန်းတော့မဟုတ်ပါဘူးအဓိကအရင်ကြီးပါပဲအရင်ကြီးပါပဲဆိုကျွန်တော်ကအခုချိန်ကကျတော့ပတ်စံတွေကပဲသေးတယ်အမြောက်တော့ပတ်စံအရင်ကြီးကအားများလေများတော့ကျတော့အဲ့အရင်ကြီးကိုမတတ်နိုင်တာပေါ့ကိုကဝယ်ရောင်းလုံးပါလားဒါမှမဟုတ်လို့ရှိရင်လည်းကိုကလောင်ပါလားကွာအေးဟွာပေါ့ဝယ်ပြီးတော့မှပြန်အောင်ပါဆိုရင်မြို့ကကျွန်တော်တို့ဂိုင်းနေနဲ့အဲ့ပွဲသားတွေနေပြန်ဆက်ဆက်ပြီးလုပ်ရတော့အဓိကတော့ဟိုအခုကမြို့ကဟွာတွေကမန္တလေးမြို့ကပွဲဝင်နေကျွန်တော်များများကြတော့ဟိုပွဲသားလောက်တာများတော့ဗောဗျာပြန်ပြီးတော့မှကောက်တဲ့လူကအခန်းနဲ့ရှိရပေါ့ကောက်လို့ရှိရင်တော့ဈေးရနဲ့ရော့တော့ဗျာကျွန်တော်ပေါက်သေးကကျွန်တော်1000ကျန်လို့ရှိရင်တော့ကျွန်တော်တို့က9000နဲ့အဲ့လိုဝယ်တာဗောသူလည်းဟိုနောက်ရပြန်ရောင်းမှနဲ့ဈေးအကျက်ကျနေအဲ့လိုမျိုးဆိုချန်ပြီးတော့ဝယ်ရတာဗောဗျာအဲ့လိုမျိုးရှိတော့ပေါ့ကိုလောင်မလို့ရှိရင်တော့လောင်ပြီးမှပြန်ရမလို့ရှိရင်တော့တမျိုးပေါ့ဗျာအဓိကအရင်ကြီးပါပဲအရင်ကြီးရှိရှင်တော့လုပ်ငန်းလုပ်လို့ရပါဒီပညာတော့သင်တာတော့ဘာမှမကြပါဘူးအဲကျွန်တော်တို့တည်းရှိတာပေါ့ကျွန်တော်တို့မေးလို့လည်းရတာပေါ့ဗျာဒါဈေးဝယ်အနေထားရှိတယ်မန္တလေးဈေးဝယ်သိတယ်နယ်ဈေးဝယ်ရှိတယ်မွန်ရဈေးဝယ်သိတယ်ဈေးဝယ်တွေသိလို့ရှိရင်ကိုကဒါတို့နဲ့ညှိပြီးတော့ဝယ်လို့ရပါဗျာကိုတော့ဝယ်လို့ရှိရင်တော့ကိုကဈေးရုံနဲ့ခွာဝယ်ရမှာပေါ့ပြီးမြို့ဟောပေါ့မြို့ကဈေးနဲ့တော့ရှင်ပြီးတော့ပေးလို့မရဘူးဗျာနေရသူတို့နားလဲပါတယ်ကျွန်တော်အလုပ်သမားကားနဲ့ကားနဲ့လို့ရှိကြယူအဲ့မို့တော့ဈေးကိုခွာဝယ်ကြတော့အတိအမှန်လေးကပွဲသားညကိုကဘယ်သေးတော့ရှိတယ်ဆိုချင်းတကယ်မြေပဲသားဆိုချင်းကျွန်တော်နေမှာဘယ်သေးပေါက်တယ်မန်းလေးမှာဘယ်သေးပေါက်တယ်အဲ့မို့ညှိပြီးတော့မှအဲ့လိုလုပ်ကြတော့ဗောဒီကားတော့ဘလို့ဈေးနဲ့နားလည်းမဟုတ်ပါဗျာကျွန်တော်ဈေးခွာတော့ကျွန်တော်ကကျတော့အဲ့လိုပေါ့ကားရှိတယ်သမားကားရှိမယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီမန်လေးရဆိုရင်ပွဲသားကားတွေပါပေးရသေးတယ်အဲ့ဒါမျိုးရှိရပေါ့မန်လေးမှာတိုင်းဝယ်တဲ့ပွဲသားဆိုတော့တော်တော်နည်းပါတယ်တော်နေပါဝယ်လို့ရှိရင်ဈေးကတော့ပေါက်သေးတယ်အကြောင်းမရဘူးပေါ့ဗျာဒီကတော့ပွဲကသားကတော့သူကမန်လေးမှာပေါက်သေးတယ်ရောင်းပေးတယ်ပြီးရင်ပွဲသားကားယူတယ်အဲ့ဒါမျိုးလုပ်ပေးတာပေါ့ဒီကတော့အဲ့လိုမျိုးလုပ်ပေးအဲ့တော့နှစ်ဖက်မနစ်နာဘူးလေဒီကတော့ကျွန်တော်ဖြတ်ဝယ်လာလို့ရှိရင်လည်းဈေးကနေအောင်လို့ရှိရင်လည်းသူတို့ကတောင်းသူတွေကမကြိုက်ဘူးလေအဲ့လိုမျိုးတော့ကျွန်တော်တို့ကပေါက်သေးတိုင်းပေးတယ်ပြန်လို့ရှိရင်တော့ရဲ့ဈေးကြောက်ရှိရင်တော့ကျွန်တော်ခံရမှာအဲ့လိုမျိုးရှိတော့ပေါ့အဲ့ကြောင့်ကျွန်တော်ကပဲမှာကျွန်တော်ကဒီမှာပေါက်သေးတိုင်းမဖြတ်ပြီးပါဘူးကျွန်တော်တော့ရောက်ခဲ့တဲ့ပဲကိုကျွန်တော်တော့ဝန်ဆောင်ကယူပြီးမရောင်းပေးတယ်ဝန်ဆောင်ကလည်းကြက်ယူတယ်ကျွန်တော်တော့မရောင်းပေးတယ်ပေါ့ကျွန်တော်ဈေးသက်ကတော့ကျွန်တော်ဟိုရောင်းသူကခံရပါဗျာလောက်သမားကားတွေပါတယ်အလုပ်ခံရတော့ပေါ့ကျွန်တော်တော့ဝန်ဆောင်ကတစ်ခုပဲယူတာပါကျွန်တော်ဘာမှမယူပါဘူးဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဒါလို့ရှိလို့ရှိရင်လည်းလုပ်လို့ရပါတယ်အခုအဲ့ဒီအရင်ကြီးပါပဲအရင်ကြီးရှိရင်လုပ်ပါအားပေးပါတယ်